ပြောပြလို့မရတော့ဒီကိစ္စကတော့ဝက်ချန်တွေကိုတကယ်ကိုမလက်တွေ့တက်တာပျောက်ကင်းချင်တယ်ဆိုရင်အဲ့ဒီဝလေးအဲ့မှာရတော့မယ်မစင်းမောင်လေးတယောက်ရှိတယ်သူကအဲ့ချိန်မမှန်ဘူးမစင်းနဲ့လည်းအသက်အများကြီးกว่าတယ်12နာရီ1နာရီ2နာရီမှအဲ့တက်တော့ကြာလာတော့သူ့ရဲ့မျက်နှာဆိုဝက်ချန်အဖုလေးတွေထွက်လာပြီးတော့မျက်နှာအသားကြီးဆိုတော်တော်လေးကိုမှညစ်ပြီးတော့မဲလာတယ်တခါတလေဆိုရင်မစင်းတို့မောင်မနှစ်ယောက်အပြင်ထွက်လို့ဆိုရင်သူများတွေကဝိုင်းစားကြတယ်နောက်ကြတယ်သူကအကြီးမစင်းကအငယ်ဆိုပြီးတော့အဓိကပြဿနာကတော့ဝက်ချန်တွေထွက်ပြီးတော့ရုပ်တွေကရေးလာတယ်အခုချင်းနေတဲ့သူတွေရောဝက်ချန်တွေထွက်နေတယ်ဆိုရင်အဲ့ရေးကိုဝဝလေးအိတ်သွားပေးပါနောက်တစ်ချက်ကတော့တနေ့တာသွားလာလှုပ်ရှားပြီးတိုင်းဝက်ချန်တွေကိုဖြစ်စေနိုင်တဲ့ဖုံမှုတ်တွေအညစ်ကြေးတွေကိုဖယ်ရှားပေးနိုင်တဲ့မျက်နှာတစ်စစ်ပြမျိုးရွေးပြီးတော့တုံးပေးအခုမိတ်ဆွေတုံးနေတဲ့မျက်နှာတစ်စစ်ပြဆိုရင်နိုင်ရစီမိုက်ပါဝင်လို့ဝက်ချန်တွေဆိုနှစ်ပတ်တည်းနဲ့ပြားချက်လာပြီးတော့စာပါဝင်လို့မျက်နှာလေးတိတ်ပြီးတာမျက်နှာအသားကြီးကိုတစ်စိတ်ကြည့်ပြီးတော့ဖြူလာတယ်တုံးဆွဲသူကစတမာတို့ view တွေလည်းအများကြီးကိုမှရရှိထားသလိုဒီကိုယ်တိုင်တုံးကြည့်ပြီးတော့လက်တွေ့တက်တာခဲ့သလိုကိုကဝက်ချန်တွေထွက်ပြီးတော့ရုပ်ရည်သူလိုမျိုးခံစားနေရတယ်တုံးကြီးဝက်ဆိုင်ဝင်စားနေတယ်ဆိုရင်ချက်ပေါက်စီမှာအသေးစိတ်မင်းမြန်းပြီးတော့လာရောက်မှာယူလို့ရပါတယ်ရှင့်